ပါရှင်ရိုစီပန်းချန်လေးကြိုဆိုပါတယ်ကဲရိုစီကအခုပြချင်တာကတော့ပင်းတရရွှေပါဖျားပန်းခက်ဒါကနောင်ကားပန်းတွေမို့လို့အယောင်ကိုစိုးတောက်ပြီးမှဒီမှာကြည့်မွေးကြိုင်နေတော့ပြရည်နဲ့လည်းရမွေးပါတယ်အယိုးလည်းဒီမှာကြည့်လိုက်လုံးဝရှည်ရယ်နော်အယိုးတို့မှမပူပါနဲ့ဒါပေမဲ့တခုတလေကတော့ဟိုတခက်တလေတော့တောသမားတွေအဲ့လိုဂျာညက်ခဲ့တာတော့ရှိမှာပေါ့နော်ဒါပေမဲ့ဒါချွင်းချက်ပြောပြပန်းခိုင်နေစိတ်ချလက်ချကြည့်လို့ရပါတယ်ဒီမှာကြည့်လိုက်ပန်းခိုင်ကလုံးဝလာနေတာအခိုင်လိုက်မဲနဲ့မလာတာဒါကတော့အခုကင်ထားတာ၄စီးပမာဏပေါ့၄စီးပမာဏပါတစည်းကို10ခက်ပါပါတယ်တစည်းရဲ့ပမာဏလေးပြပြီတစည်းကို10ခက်ပါပါတယ်သူကတချို့ကပြန်ဆိုင်လို့ရတာမင်းနေကြတယ်ဒီစီပြပြမယ်နော်အေးပိုင်းဒေတာမှာဆိုလို့ရှိရင်ရှမ်းပြည်တို့ပင်တရားတို့မှာပြန်ဆိုင်မယ်ဆိုတော့ဆိုင်လို့ရတယ်ဒါပေမဲ့ကျွန်တော်ဒီအပူပိုင်းဒေတာမှာတော့ဆိုင်ဖို့မရဆိုင်လို့ရှိရင်အပင်ထွက်လာလိမ့်မယ်နော်ဒါပေမဲ့ဟိုဘယ်လိုပြောရမလဲရှင်တန်မှုအားအဆင်မပြေဘူးပြန်လဲမပွင့်နိုင်ဘူးမိနစ်တွေဘလောက်ပဲကြာမပွင့်နိုင်ပါဘူးသူ့စိုက်ချင်တယ်ဆိုရင်ဒီမှာသူ့ရဲ့အပင်တွေ့လားအဲ့လိုမျိုးတွေနဲ့စိုက်ပါအမှသူ့ရဲ့ပွင့်အဲ့လိုအပင်တွေနဲ့စိုက်လို့ရတယ်သူ့ကစိတ်သားအနည်းဆုံးဝယ်လို့ရတယ်ပေါ့နော်ဒါကတော့သူ့ရဲ့အုံလိုက်ကြီးပေါ့နော်ဒါနမူနာပြပေးတာအဲ့လိုမျိုးတချို့ကဖျက်ပန်းခက်ထိုးပြီးလို့ရှိရင်ပြန်ဆိုင်လို့ရတယ်လို့ပြောကြတယ်ဒီကြတော့မပေးပါဘူးအေးပိုင်းဒေတာမှာအေးပိုင်းဒေတာဆိုတာမပင်းတရားတို့အဲ့လိုမျိုးသူတို့ဒေတာမှာပြန်ဆိုင်မယ်ဆိုလို့ရှိရင်တော့ဆိုင်လို့ရတယ်ပေါ့နော်ဒီအပူပိုင်းတွေမှာကျတော့လိုက်ဖို့လုံးဝဆိုင်ဖို့ကအပင်မထွက်ဘူးလားထွက်တယ်နော်ဒါပေမဲ့ပြန်ပွင့်ဖို့လုံးဝအဆင်မပြေပါဘူးမပွင့်နိုင်ဘူးပေါ့နော်အဲဒါကြောင့်မို့ပါမပေးပါဘူးစိုက်ချင်တပါဆိုလို့ရှိရင်တော့ဒီလိုမျိုးဒီသူ့ရဲ့အပင်ဒီမှာအမြင့်ဆုံးပါပြီဒါသူ့အပင်ကိုဝယ်ပြီးစိုက်ပါသူကတော့အစိတ်ဓာတ်အနည်းဆုံးဝယ်ပြီးစိုက်လို့ရတယ်ပေါ့နော်ဒီကောင်ကကြတော့အုံကြီးတွေလိုချင်တဲ့လူလည်းအုံကြီးနဲ့ရပါမယ်ကဲအခုဖျားပန်းခက်ကိုဆက်ပြီးရောက်ပါမယ်ဒီဖျားပန်းခက်ကတော့10ခက်ပါတစ်စီးကို10ခက်ပါတစ်စီးဒီမှာ10ခိုင်ပါပြီးတာနော်တစ်စီးကို9000ပါနော်10စီးရင်6000ခွဲပါနေရီအားလုံးပို့ပေးပါတယ်စိတ်ချလက်ချယူပါမပွင့်မအောင်လုံးဝစိတ်မပူပါနဲ့အကုန်လုံးပွင့်တယ်အာမခံချက်နဲ့ရောင်းပေးတယ်နော်10ခိုင်ပါဆိုရင်တချို့တလေကြရင်တော့ဟိုကလန်ခီးကြမှုတခက်တလေကျိုးရတာတော့ရှိတာပေါ့နော်အဲ့ဒါလေးတော့နားလေပေးဖို့ချင်းချက်အနေနဲ့တောင်းဆိုပါတယ်လက်ကားစေးကတော့လက်ကားစေးတည်တန်းရှိပါတယ်ဒီမှာနော်ဒါကတော့ဒါပင်တရားတွေအများကြီးရောက်ထားတဲ့ဟာပေါ့နော်အစ်စ်ကလေးတွေရောက်ထားတဲ့ဟာတွေပါကျေးဇူးတင်ပါတယ်ကဲဗီဒီယိုဖိုင်လေးကိုလည်း sharing လုပ်ပြီးကူညီပေးကြပါအောင်တခြားပန်းလေးတွေလည်းစိတ်ကြိုက် channel မှာစိတ်ကြိုက်လာဝယ်လို့ရပါတယ်ဒါဆိုလို့ရှိရင် play နစ်တွေပေါ့နော်ဒါကတော့ play နစ်တစ်ခွာတွေဒါကတော့မောက်ခမ်းဝတစ်ခွာတွေဒါကတော့အာမဲမောက်ခမ်းအာမဲပေါ့ဒါကတော့မောက်ခမ်းအာမဲတွေပါလက်လီစေးလက်ကားစေးအစုံရှိပါတယ်ဒါတွေကတော့စင်မတွေကြီးစင်မတွေရဲ့ဆက်ပွင့်နေပါတယ်စင်မမြက်ကွင်းအဖြူဒါဆိုလို့ရှိရင်ပန်းရောင်ဇလက်ထော်နဲ့သွားမမားနဲ့နော်ဇလက်ထော်ခရံဇလက်ထော်ပန်းရောင်နဲ့သွားမမားနဲ့ဒါစင်မမြက်ကွင်းကအဖြူရောင်ဒါပန်းရောင်နော်ဒါပန်းရောင်အဲ့လိုမျိုးပေါ့ဒါကြီးကျတော့အုံလိုက်ကြီးဒီမှာကျုံလှလိုက်တာအုံလိုက်ကြီးပန်းခိုင်နေအများကြီးပဲနော်စင်မကကြတော့ပန်းခိုင်တစ်ခိုင်ပါဒီလိုပန်းခိုင်တစ်ခိုင်ပါတစ်စီးကို13000ပါနော်13000ရှိတယ်1000တန်ရှိတယ်အဲ့မျိုးရှိပါတယ်နောက်ပြီးတော့အုံလိုက်ဈေးတွေရှိပါတယ်နော်ကဲလှကြီးဒါဖျားပန်းလက်ကတ်လို့ရတယ်နော်ကဲဒီကုံလုံးတွေလည်းရှိပါတယ်ဒီကုံလုံးဖူးပွင့်ပါဒီမှာတစ်စီးကို1000ပါရှင်ကဲတခြားပန်းတွေလည်းစိတ်ကြိုက်လာဝယ်လို့ရပါတယ်နိုင်ငံခြားပန်းတွေလည်းအဆုံရှိပါတယ်ဒီမှာတန်တိုတွေဆိုလို့ရှိရင်တပင်ကို1000တပင်ကိုချင်းကတော့စိတ်ကြိုက်ယူရ12000ပါ10ပင်ယူရင်3သိန်းပါရှင် channel မှာလည်းလာဝယ်လို့ရပါတယ်ဒါကတော့လိပ်ပြတစ်ခွာတွေရောက်နေပါတယ်လိပ်ပြတစ်ခွာတွေအရန်တွေကိုလာပါတယ်ရှင်ဒီမှာအပွင့်ပန်းယူမလားအပင်လိုက်ယူမလားစိတ်ကြိုက်ဝယ်လို့ရပါတယ်ကဲလှတော့တွေပါရှင် channel မှာလည်းလာဝယ်လို့ရပါတယ်တခြားသီးပင်စားပင်တွေလည်းရပါတယ်ရှင်ကဲဒီမှာကြည့်အောင်တန်တိုတွေဆိုတဲ့လာမလာအုံကောင်းအုံကြီးတွေလိုချင်တဲ့လူတွေလည်းရပါတယ်ဒီမှာလိပ်ပြဥပြောင်းနေကြပါတယ်လိပ်ပြတွေဥပြောင်းနေကြပါတယ်ရှင်ဒီမှာလေလိပ်ပြအိုးပြောင်းတဲ့လူတွေကအိမ်ရောက်လို့ရှိရင်ဒီအပွင့်တွေမညိုးရင်မပွင့်မလဲနဲ့အပွင့်တွေညိုးသွားပြီးမှအဲ့လိုမျိုးအိုးပြောင်းပေးနော်အဲ့လိုအိုးပြောင်းပေးကြပါလိပ်ပြအိုးပြောင်းနေရှေ့ဗီဒီယိုဖိုင်မှာရစီတင်ထားတယ်နော်ဝင်ကြည့်ပေးပါကဲမဒဇင်ကြီးပန်းရောင်နေဒီမှာခွာညိုတွေလာမလာစိုက်တာမရှင်ဘူးဆိုတဲ့လူတွေရှင်ပြီးသားလေးတွေဝယ်မှစိုက်ကြပါဒါကတော့ရှင်ပြီးသားလေးတွေပေါ့နော်အပြင်မနောတီဗီတွေလည်းလာမယ်အဲ့လိုမျိုးပေါ့ဒါကတော့ဒဇင်မင်းစိုက်ထားတာကျေးဇူးတင်ပါတယ်ဗီဒီယိုဖိုင်လေးကို sharing လုပ်ပေးပါViber ဖုန်းနံပါတ်6951163သို့မဟုတ် Facebook Messenger မှာယူအားပေးလို့ရပါတယ်ခြံကတော့တောင်တကုတ်50ခွန်ရက်ကွဲအုတ်တဖျားလမ်းမှာပါရှင်